Hello ဂျီဒီနေ့တော့တရုတ်အစားအစာလေးတွေရဲ့လာရှိုးလက်ရာလေးတွေရဲ့စားကောင်းပြီးတော့သူ့ဆိုင်ရဲ့ signature ဖြစ်တဲ့ဝက်အုံနောက်မီးရှိလဲအရန်စားကောင်းတဲ့အပြင်တခြားစားကောင်းတဲ့ခောက်ဆွဲတွေလည်းရနိုင်တယ်အလုံးအောက်ကြည့်မြနိုင်လန်းစင်မင်းလန်းနဲ့ငုဝါလန်းကြားမှာရှိတဲ့ဗဒေါက် kitchen ဆိုတဲ့ဆိုင်လေးကိုရောက်ခဲ့ပါတယ်ဂျီအရင်ဆုံးစားဖြစ်တာလေးကဖတ်ထုတ်ကြော်ပါအခု20ပါတာမှ1000ပဲရှိတယ်ပေါ့နော်အရသာလေးကလည်းတော်တော်လေးစားလို့ကောင်းပါတယ်ဂျီကိုကြိုက်တဲ့အရသာမျိုးပဲပြီးတော့အတွင်းသားရတာလေးရလေအသားရတာပြပြဝဝလေးရတယ်တကယ်စားလို့ကောင်းပါတယ်အဓိကသူ့အချင်ရည်ပေါ့နော်အချင်ရည်ရဲ့အရသာတော်တော်လေးကိုဖတ်ထုတ်နဲ့လိုက်ဖက်ပြီးတော့စားလို့ကောင်းပါတယ်ဂျီတော့အကြိုက်တွေ့ခဲ့တဲ့ဖတ်ထုတ်ကြော်လေးမို့ဗရောက်ကစ်ချက်မှာဖတ်ထုတ်ကြော်လေးစားကြည့်ဖို့အတွက် recommend လုပ်ပါတယ်နောက်တစ်မျိုးကတော့ပတ်ရှူးထမင်းကြော်ပါသူကတော့ဈေးရ9000ပေါ့နော်ဂျီတော်တော်ကြီးကိုစားရတာကြိုက်ခဲ့တာပါလုံးဝကိုအရသာပတ်ရှူးထမင်းကြော်အရသာစစ်လို့တောင်ပြောရမယ်ပေါ့နော်အခုနောက်ပိုင်းဒီလိုအရသာမျိုးရတာနည်းနည်းရှားသွားပါပြီချင်ဆက်အရသာကွက်တီနဲ့ပတ်ရှူးထမင်းကြော်ကိုဂျီက highly recommend လုပ်ပါတယ်1000မို့ပြည့်ရင် stamp တစ်ခွက်နဲ့10ခွက်ပြည့်ရင်ဟင်းပွဲတစ်ပွဲလက်ဆောင်ရမယ် promotion လည်းသူ့စီမှာရှိနေပါတယ်ဗတောက် kitchen က food panda ကနေလည်းမှာစားလို့ရပြီးတော့ဆိုင်မှာလာစားရင်တော့အခုလိုမျိုးပူပူနွေ့နွေ့လေးစားရမှာပါဆိုင်ရဲ့ signature ဖြစ်တဲ့ဝက်အုံနောက်မီးရှိထဲမှာတော့ဝက်ရှာဝက်နှလုံးဝက်အုံနောက်တို့ပါပါတယ်သူကတော့ဈေးက12000ပေါ့နော်အသားတွေအုံနောက်တွေပါတဲ့ပိုရှင်နဲ့တွေ့ရင်ဈေးလေးကမစိုးပါဘူးအရသာကလည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်မိရှိအရသာကောင်းကောင်းလေးပေါ့နော်ခရမ်းကျင်သည့်အနှစ်အရသာခပ်ပါပါလေးရဲ့ spice နဲ့တင်းတင်းလေးရဲ့နဲ့ဒီမိရှိတပွဲကတော်တော်လေးကိုစားလို့ကောင်းတာပါတွဲစားဖို့ပေးထားတဲ့ဂေါ်ဘီမုံလာဦးနီအချင်းစိန်ထားတာလေးလည်းအရသာရှိပါတယ်သူ့ထဲမှာပါတယ်ဝက်အုံနောက်ဝက်နှလုံးဝက်ရှာတွေကလည်းတော်တော်လေးကိုလက်လက်ဆက်ဆက်နဲ့အရသာရှိပြီးစားလို့ကောင်းပါတယ်ဒီဝက်အုံနောက်မိရှိခောက်ဆွဲလေးကိုလည်းကြည်ရ highly recommend လုပ်ပါတယ်သူ့စီကခောက်ဆွဲလေးတွေကလေတရုတ်အရသာဘက်ကိုသွားတယ်လာရှိုးလက်ရာလေးတွေမို့လို့အရသာတော်တော်ရှိပြီးတော့အနံ့အရသာနဲ့ပြည့်စုံတဲ့ခောက်ဆွဲလေးတွေလို့ပြောရမှာပေါ့နော်ခောက်ဆွဲပွဲရဲ့အရသာတိုင်းအတွက်ကိုလည်းရှမ်းခောက်ဆွဲဂျုံခောက်ဆွဲမိရှိခောက်ဆွဲဆိုပြီးတော့ကြိုက်တဲ့ခောက်ဆွဲရွေးလို့ရပါတယ်ဒါလေးကတော့ဝက်နံရိုးဂျုံခောက်ဆွဲပါဝက်နံရိုးကိုလေအဲ့ဒီအိုးကြီးနဲ့တိတိချာချာကိုချက်ထားတာတွေ့ရတယ်ပေါ့နော်တကယ်ကိုအနံ့ရောအရသာရောပိုင်နိုင်နဲ့တေချာလေးချက်ထားတဲ့ဝက်နံရိုးမို့လို့တော်တော်လေးစားလို့ကောင်းပါတယ်ဂျုံခောက်ဆွဲနဲ့လည်းလိုက်ဖက်ပြီးတော့ခောက်ဆွဲထဲမှာလည်းအရသာဝင်နေပြီးတော့တော်တော်ကြီးကိုအရသာရှိရပေါ့နော်သူ့ရဲ့ဟင်းရည်လေးဆိုလဲတစ်ဖြစ်လေးနဲ့အရသာရှိလေးပါဂျီတော့စားရတာတော်တော်လေးကြိုက်တာမို့လို့ဝက်နံရိုးဂျုံခောက်ဆွဲလေးကိုလည်း highly recommend လုပ်ပါတယ်သူကတော့ဈေးနှုန်းလေးက11000ပါနောက်တစ်မျိုးကတော့တရုတ်ထမင်းကြော်လေးပါသူကတော့ဈေးက9000ပေါ့နော်အသီးနှံလေးတွေအစုံအလင်နဲ့အသားလေးတွေရောအသီးနှံလေးတွေရဲ့အရသာရောနဲ့အရသာလေးကစားလို့ကောင်းပါတယ်စားရတာလေးမစိုးဘူးပေါ့နော်ဒီမာလာငါးကလေဈေးက1000ပဲဒါကြီးကတော့တော်တော်ကြီးကိုတန်ပါတယ်မာလာအရသာကလည်းပြပြနစ်နစ်လေးနဲ့တော်တော်အရသာရှိပါတယ်တကယ်ကိုမာလာငါးအရသာကောင်းကောင်းလေးပါငါးကြိုက်တဲ့သူမာလာအရသာကြိုက်တဲ့သူတွေအတွက်တော့ share ပါပဲသူ့မာလာအနှစ်အရသာလေဂျီတို့အကြိုက်နဲ့ကွက်တီပဲမို့လို့တော်တော်စားရတာကြိုက်ခဲ့လို့ဒီမာလာငါးလေးကိုလည်း highly recommend လုပ်ပါတယ်ဒါလေးကတော့ခောက်ဆွဲကြော်ပါသူကဈေးက9000ပါခောက်ဆွဲကြော်လေးကအစာပလာလေးတွေလည်းအချိုးကျပါဝင်ပြီးတော့ပိုရှင်လေးလည်းများပြီးတော့အရသာလေးလည်းမစိုးပါဘူးစားလို့ကောင်းပါတယ်ဗတောက် kitchen မှာဒီလိုကြက်သားမီးရှည်လေးလည်းရသေးတယ်ပေါ့နော်သူကတော့အချိုလေးအဖြူထဲလေးပါလူကြီးတွေကြိုက်တဲ့ပုံစံမျိုးလေးပေါ့နော်ဒီမာလာဟင်းလေးကလည်းသူ့ရဲ့အနှစ်ကလေးကအစားလာရှိုးဘက်ကပုံစံအရသာလေးပေါ့နော်အနှစ်ကပြပြနှစ်အရသာရှိလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်သူ့ရဲ့အနှစ်ချက်ထားတဲ့ပုံစံလေးကြိုက်တယ်အရသာလေးလည်းစားလို့ကောင်းတာမို့လို့မာလာဟင်းကိုလည်းဂျီက recommend လုပ်ပါတယ်ဒါလေးကတော့မာလာရှန်ကောပါသူစီမှာမာလာဟင်းရောမာလာရှန်ကောရောရတယ်ပေါ့နော်ဈေးကတော့12000နဲ့13000 1000ပဲกว่าပါတယ်ဗတောက် kitchen မှာဂျီ highly recommend လုပ်ထားတာလေးတွေသွားစားကြည့်ပါဦးနော်နောက်မှထပ်တွေ့ပါမယ်တတာ